တာကိုမအီအောင်ဘယ်လိုချက်ရမလဲဆိုတာကြည့်ကြည့်ပေးပါနော်အရင်ဆုံးဝတ်တာတဲ့ကိုငပိရဲစာချုံမောက်စနစ်မောက်ကိုနေထားပါမယ်နေပြီလို့ရှိရင်15မိနစ်လောက်နှက်ထားမယ်နှက်ထားတဲ့ချိန်မှာစီတက်ပို့ထောင်းပါမယ်ချက်သွန်နေချက်သွန်ဖြူချင်းထောင်းမယ်ပြီလို့ရှိရင်စီတက်ပါမယ်စီရနေနေလာလို့ရှိရင်စိတ်မောက်ထဲမယ်ပြီးလို့ရှိရင်ဝတ်တာကိုထဲမယ်အမှတေချာလေးချိန်မယ်နူးရတိချိန်မယ်ရေနခါလေးထဲမယ်ပြီးလို့တီတူဒီထဲပို့လောက်ပါမယ်တီတူဒီထဲပြီးလို့ရှိရင်ရေနည်းနည်းလေးထပ်ထဲမယ်ပြီးလို့ရှိရင်နူးအောင်ပြန်ချက်ပြီးတော့နောက်ဆုံးအဆင့်မှာမဆလာလေးထည့်ပါမယ်ပြီးလို့ရှိရင်ရောအရန်အရသာရှိတဲ့ဝတ်တာတီတူဒီဟင်းရပါပြီရှင်ကျေးဇူးပါ